နှစ်ပေါင်း100ဆိုတာရှေးလျားတဲ့အချိန်ကာလတကူပါဒီအချိန်အတွင်းကျွန်တော်တို့ရဲ့ဘဝတွေဘယ်လိုပြောင်းလဲသွားမလဲယနေ့ခေတ်နီးပညာတွေကအာမခံတိုးတက်နေပြီဆိုပေမဲ့အနာဂတ်မှာပုံမစန့်တက်တဲ့နီးပညာတွေပေါ်ထွက်လာမှာ AI တွေကလူသားရဲ့နေ့စဉ်ဘဝမှာအပြည့်အဝပေါင်းစပ်လာပြီးအိမ်မှုကိစ္စမှာတဲ့ရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေအထိကူညီပေးပါလိမ့်မယ်စက်ရုပ်တွေကစက်ရုံတွေမှာဒီမကပဲစက်ရုံတွေကျောင်းတွေနဲ့အိမ်တွေမှာပါကျွန်ုပ်တို့ရဲ့မိတ်ဆွေတွေအကူအညီပေးသူတွေဖြစ်လာပါလိမ့်မယ်မျိုးကြီးတွေဟာအတိညာရှိတဲ့နီးပညာတွေနဲ့ပြည့်နှက်နေပြီရန်ကြောပိတ်ဆို့မှုမရှိလေထူညဉ့်ညမ်းမှုမရှိတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးပါလိမ့်မယ်Virtual reality နဲ့ augmented reality တွေဟာပညာရေးဖျော်ဖြေရေးနဲ့အလုပ်ခွင်မှာအထူးအခန်းကဏ္ဍကပါဝင်လာပါလိမ့်မယ်ရှေးပညာတိုးတက်မှုတွေကယောဂအများစုကိုပျောက်ကဲအောင်ကုသနိုင်ပြီးလူသားတွေရဲ့သက်တမ်းကိုတိတိတသာရှေးချစေပါလိမ့်မယ်တဦးချင်းစီရဲ့မျိုးဗီဇအကြက်လက်တွေပေါ်မူတည်ပြီးကိုယ်ပိုင်စေဝါကုသမှုတွေကပုံမထိရောက်လာပါလိမ့်မယ်ဦးနှောင်းနဲ့ကွန်ပျူတာပေါင်းစပ်တဲ့နည်းပညာတွေဟာအာယုံကြိုးဆိုင်ရာယောဂတွေကိုကုသပေးနိုင်ပြီးတော့လူသားရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်ပါလိမ့်မယ် 3D printer နဲ့အင်္ဂါအစိတ်ပိုင်တွေကိုဖန်တီးနိုင်တဲ့အစားထိုးကုသမှုတွေဟာပုံမလွယ်ကူလာပါလိမ့်မယ်အသားဓာတ်ကိုတက်ခွဲခါမှာထုတ်လုပ်တာဒေါင်းလိုက်လေရတဲ့စိုက်ဖြိုးတာတွေနဲ့ကမ္ဘာစားနပ်ရိက္ခာလုံခြုံရေးကိုဖြည့်ရှင်းနိုင်ပါလိမ့်မယ်ရာသီဥတုပြောင်းလဲမှုကိုကာဗွန်ဖမ်းယူမှုနည်းပညာတွေပုံမထိရောက်တဲ့စွမ်းအင်သစ်တွေပေါ်ထွက်လာပါလိမ့်မယ်ရေရှည်တည်တတ်တဲ့စွမ်းရည်ရင်းမြစ်တွေဟာကျွန်တော်တို့ရဲ့ဘဝအတွက်အဓိကထစ်လာပြီးရုပ်ကျွင်းလောင်စာတွေကိုအစားထိုးနိုင်ပါလိမ့်မယ်ပျက်စီးနေတဲ့ဂေဟစနစ်တွေကိုပြန်လည်ထိန်းသိမ်းပြုပြင်ပြီးတဘာဝပုံနဲ့ခြင်းနဲ့ပုံမညီညွတ်စွာနေထိုင်တတ်လာပါလိမ့်မယ်ကမ္ဘာသမုဒ္ဒရာအောက်ခြေမှာမျိုးပြားတွေတိဆောက်ပြီးရေအောက်ဘဝကိုစူးစမ်းလေ့လာနိုင်ပါလိမ့်မယ်လူသားတွေဟာလကဘာနဲ့အင်္ဂါကျော်ပေါ်မှာအခြေစိုက်စခန်းတွေတည်ထောင်ပြီးစัจ java ရဲ့လွတ်ဝက်ချက်တွေကိုဆက်လက်ဖောက်ထုတ်သွားပါလိမ့်မယ်အာဂါသခရီးသွားလာမှုထားတာပုံမလွယ်ကူလာပြီးတာမန်လူတွေလည်းကဘာမီတွေအပေါ်ကနေအလအပတွေကိုခံစားနိုင်ပါလိမ့်မယ်ဂျိုးသိန်းဂျိုးမွားတွေကနေအဖို့ရန်တတူတွေကိုတူးဖော်ပြီးကဘာမီရဲ့တယံစားတာကတနာကိုဖြည့်ရှင်းနိုင်ပါလိမ့်မယ် AI နဲ့စေရုပ်တွေချောင်းအလုပ်ချင်းတွေလော့နေလာပြီးလူသားတွေဟာဖန်တီးမှုဆိုင်ရာအလုပ်တွေနဲ့ကိုယ်ပိုင်ဘဝကိုပုံမဦးစားပေးနိုင်ပါလိမ့်မယ်ပညာရေးစနစ်ဟာတဦးချင်းလူအပ်ချက်နဲ့ကိုက်ညီတဲ့ကိုယ်ပိုင်သင်ကြားမှုစနစ်တွေနဲ့ပြောင်းလဲလာပါလိမ့်မယ်နီးပညာတွေတိုးတက်လာပေမဲ့လူသားအချင်းချင်းဆက်ဆံရဲ့တန်ဖိုးဟာအမြဲတမ်းအရေးပါနေဦးမှာကိုယ်ပိုင်ပြန်သန်းနိုင်သောယင်းမြမြတ်နှုံးမင်းမြေရောက်ရထားများနဲ့ခီးသွားလာမှုဟာပုံမမြန်ဆန်လွဲကူးလာပါလိမ့်မယ်ကျွန်တော်တို့ရဲ့ digital အမှတ်အသားတွေဟာပုံမလုံးချုံပြီးပုံမထိရောက်စွာအထုံးပြုနိုင်ပါလိမ့်မယ်လူသားတွေအခမ်းအနားကိုစွမ်းနေကိုမြင့်တင်ပေးမဲ့ cyber net အစိပ်ပိုင်းတွေဟာပုံမအတွေ့မြတ်လာပါလိမ့်မယ်အလိုလျောက်စနစ်တွေများပြားလာတာနဲ့မြအခြေခံဝင်ငွေစနစ်တွေပေါ်ပေါက်လာနိုင်ပြီးလူတိုင်းရဲ့ဘဝလုံခြုံရေးကိုအားမခံပေးပါလိမ့်မယ် AI ဖွံ့ဖြိုးတိုးတက်မှုမှာကျင်းဝတ်ဆိုင်ရာစီမင်းစည်းကမ်းတွေဟာပုံမရေးပါလာပြီးလူသားမျိုးနွယ်ကိုအကျိုးပြုဖို့အားမခံပါလိမ့်မယ်နေပညာတွေနဲ့အတူအမှုပညာပုံစံအသစ်တွေပေါ်ထွက်လာပြီးလူသားရဲ့ဖန်တီးနိုင်စွမ်းကိုပုံမလွတ်လပ်စွာဖော်ထွက်နိုင်ပါလိမ့်မယ်ကဘာတဝင်းလုံးဟာနီးပညာနဲ့ပုံမချိတ်ဆက်လာပြီးမတူညီတဲ့ယဉ်ကျေးမှုတွေကြားနားလည်မှုကိုမြင့်တင်ပေးပါလိမ့်မယ်နှစ်တရာကြာမှကျွန်တော်တို့ရဲ့ဘဝတွေဟာမထင်မထားလောက်အောင်ပြောင်းလဲသွားနိုင်ပါတယ်ဒါပေမဲ့လူသားရဲ့မူလတဘာဝကတော့အမြဲတမ်းရှိနေမှာပါဒီအနာဂတ်ကိုပုံဖော်ဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်မျော်လင့်ချက်တွေနဲ့ပြည့်နေတဲ့အနာဂတ်တစ်ခုကိုဖန်တီးလိုက်ရအောင်